ပျော်ရွှင်စရာပို့ပေါ်ပါဖြစ်ဆိုရတဲ့ riddle လေးတွေလှည့်ပြီးပြီမို့ဒီနေ့မှာတော့မိတ်ဆွေအုံနောက်ရဲ့ logic စွမ်းရည်ကိုစမ်းသပ်ဖို့သင်္ချာဉာဏ်လမ်းလေးတွေကိုကျွန်တော်ကယူဆောင်လာခဲ့ပါတယ်ကျွန်တော်မင်းမဲ့သင်္ချာဘေးလေးဆက်တဲ့ဖို့ထဲမှာတပုတ်ကိုအဖြစ်မဲ့တမတ်ရမှာဖြစ်ပြီးတော့စဉ်းစားဖို့အတွက်အချိန်15စက္ကန့်ရပါမယ် comment တွေထဲမှာ10စက္ကန့်ကနေနဲ့တိုးပြီးပါအောင်လို့မှန်းကြတာမို့ဒီတစ်ခါ10စက္ကန့်အစား15စက္ကန့်ကိုတိုးပေးလိုက်ပါတယ်ဒီနေရာမှာသတိထားရမှာကဒီပု္ပ္ပစာတွေကသင်္ချာတော်ယုံနဲ့အဖြစ်မှန်ရဖို့ကမလွယ်ပါဘူးလူ100မှာ90ကျော်ကတော့ logic ထောင်ကျော်ထဲမှာလဲထွက်ပြီးတော့အဖြေမှားတတ်ကြပါတယ်မိတ်ဆွေကဘယ်နှမရတယ်ဆိုတာကိုသေချာမှတ်ထားပြီးတော့ဗီဒီယိုအဆုံးမှာမိတ်ဆွေရဲ့ရလက်ကိုမျှဝေခဲ့ပါအောင်မိတ်ဆွေကအမှတ်ပြရမယ့်ထိတ်တန်း10ရာခိုင်နှုန်းနဲ့မှပါဝင်နိုင်မလားဒါမှမဟုတ်အဖြေမှားတဲ့လူအများစုထဲမှာပဲပါဝင်မလားဆိုတာကိုတော့အခုပဲစမ်းသပ်ကြည့်လိုက်ရအောင်မေခွန်းနံပါတ်1နှစ်အပေါင်း3က30ခွန်အပေါင်း2က63 6အပေါင်း5က66ဖြစ်ရင်8အပေါင်း4ကဘယ်လောက်လဲ A 32 B 48 C 96 D 12အဖြေက C 96ဖြစ်ပါတယ်။ကိန်းတစ်ခုကိုပေါင်းပြီးတော့ရှေ့ကကိန်းနဲ့ပြန်မြောက်ပါ။မေခွန်း2ခဲတဲ့နှစ်ချောင်း9ချက်နဲ့ဝယ်တယ်10ချက်နဲ့ရောင်းတယ်9ချက်နဲ့ပြန်ဝယ်ပြီး10ချက်နဲ့ထပ်ရောင်းရင်အများဘယ်လောက်ရမလဲ A 1ချက် B 2ချက် C 3ချက် D အများမရပါဘူးအယောင်းဝင်နှစ်ခေါက်လုံးမှာလက်ချက်စီမြက်တဲ့အတွက်ကြောင့်အဖြေက B 2ချက်ဖြစ်ပါတယ်။မေခွန်းနံပါတ်3ပန်းသီး3လုံးက30ပန်းသီးတစ်လုံးနဲ့လေမော်သီးနှလုံးပေါင်းရင်က18လေမော်သီးတစ်လုံးနဲ့ကနေစပယ်သီးတစ်ခိုင်ကိုနှုတ်ရင်2ရတယ်။ဒါဆိုရင်ပန်းသီးနဲ့လေမော်သီးနဲ့စပယ်သီးပေါင်းတဲ့ရလက်ကဘယ်လောက်ရမလဲ။ A 14 B 15 C 16 D 20အဖြေမှန်က C 16ဖြစ်ပါတယ်။မေခွန်းနံပါတ်4ဒီကိန်းစဉ်နဲ့မနောက်ထပ်လာမယ့်ကိန်းကဘာဖြစ်မလဲ A 40 B 42 C 44 D 50အဖြေမှန်က B 42ဖြစ်ပါတယ်။ခဏတစ်ခုချင်းစီအပေါ်မှာ၄ကနေခြေခံပြီးတော့နှစ်တိုးပြီးပေါင်းသွားတာပါမေခွန်းနံပါတ်5အမောင်ထဲမှာခြေအိတ်အမဲ9စုံနဲ့အဖြူ9စုံကရောနေပါတယ်အယောင်တူတစ်စုံရဖို့ကိုအနည်းဆုံးခြေအိတ်ဘယ်နှဖက်ကိုနှိုက်ရမလဲ A 2ဖက် B 3ဖက် C 5ဖက် D 17ဖက်အဖြေမှန်က B 3ဖက်ဖြစ်ပါတယ်ပထမနှစ်ဖက်ကအယောင်မတူရင်တော့တတိယမြောက်ကတမျိုးမျိုးနဲ့တူမှာပါမေခွန်းနံပါတ်6ကြက်3ကောင်က3ရက်မှာကြက်ဥ3လုံးဥရင်ကြက်12ကောင်ဆို12ရက်မှာကြက်ဥဘယ်နှလုံးဥမလဲ A 12လုံး B 36လုံး C 48လုံး D 144လုံးအဖြေမှန်က C 48လုံးဖြစ်ပါတယ်။ကြက်တကောင်က3ရက်မှာ1လုံးဥတာပါ။12ရက်ဆိုရင်ကြက်တကောင်က4လုံးဥပါမယ်။မေခွန်းနံပါတ်9မောင်မောင်ကသူ့ညီမထက်3ဆအသက်ကြီးတယ်။နောက်4နှစ်ကြာရင်မောင်မောင်ကသူ့ညီမထက်2ဆပဲကြီးတော့မယ်။ဒါဆိုရင်မောင်မောင်ကအခုအသက်ဘယ်လောက်လဲ။ A 9နှစ် B 10နှစ် C 12နှစ် D 15နှစ်ညီမရဲ့အသက်4နှစ်မှာမောင်မောင်က12နှစ်ဖြစ်ပါတယ်။ဒါဆိုရင်နောက်4နှစ်ကြာတဲ့အခါမှာ8နှစ်နဲ့16နှစ်ဖြစ်သွားပါမယ်။ဒါကြောင့်အဖြေက C 12နှစ်ဖြစ်ပါတယ်။
မေခွန်းနံပါတ်8ရေကန်တဲ့ကကြာပန်းကနေတိုင်းကို2ဆပွားပါတယ်ရက်ပေါင်း20မှာကန်တစ်ခုလုံးကြာပန်းနေပြည့်သွားတယ်ဆိုရင်ကန်ရက်တစ်ဝက်ပဲပြည့်ဖို့ကဘယ်နည်းရက်ကြာမလဲ A 10ရက် B 15ရက် C 19ရက် D ရက်20အဖြေမှန်က C 19ရက်ဖြစ်ပါတယ်19ရက်မြောက်မှာတဝက်ရှိမှရက်20ပြည့်တဲ့အခါမှာ2ဆပွားပြီးတော့အပြည့်ဖြစ်မှာပါမေခွန်းနံပါတ်9ကိမိုးတစ်ခုကိုဓာတ်ချက်3ချက်ထင်းနဲ့10ပိုင်းဖြစ်အောင်ဖြတ်လို့ရပါသလား A ရပါတယ် B မရပါဘူး C 4ချက်မှရမယ် D 5ချက်မှရမယ်အဖြေမှန်က A ရပါတယ်ကြက်ချေက2ချက်နဲ့ဘေးတက်တစ်ချက်ဖြတ်ပါမေခွန်း30ပေးထားတဲ့ညီမချင်းကိုဖြည့်ရှင်းပါ A 2 B 20 C 450 D 600ခွင်းဆက်ခွင်းပစ်ကိုရင်ရှင်းရပါမယ်။ပြီးတဲ့အခါမှာမြောက်ချင်းနဲ့စားခြင်းကိုဘယ်ကနေညာကိုအစိမ်းနဲ့တွက်ရပါမယ်။ဒါကြောင့်အဖြေက C 450ဖြစ်ပါတယ်။မေခွန်း17 17နဲ့17နဲ့ပေါင်းရင်4ရတယ်။12နဲ့12နဲ့ပေါင်းတဲ့အခါမှာ9ဆိုရင်73နဲ့73နဲ့ပေါင်းတဲ့အခါမှာဘယ်လောက်ရမလဲ။ A 12 B 16 C 20 D 26ကိန်းတစ်ခုစီကိုပေါင်းပြီးတော့သူတို့အချင်းချင်းပြန်ပြီးတော့မြှောက်ကြည့်ပါအဖြေက B16 ဖြစ်ပါတယ်ကဲအခုဆိုရင်ဘယ်လီ17ခုလုံးကပြီးဆုံးသွားပါပြီမိတ်ဆွေကရော17မှတ်မှဘယ်နှမှတ်ရခဲ့လဲ3ညကနေ4မှတ်ဆိုရင်မိတ်ဆွေကစတင်လေ့ကျင့်သူ beginner level ဖြစ်မှာပါနောက်တစ်ခါမေးခွန်းနေကြရင်အမှတ်ပိုရနိုင်ပါတယ်9မှတ်ကနေ10မှတ်ရရင်တော့ smart level လို့သတ်မှတ်နိုင်ပြီးတော့တွေးခေါ်မှုကောင်းမွန်တဲ့လူပါ9မှတ်ကနေ17မှတ်ထိဆိုရင်တော့မိတ်ဆွေက genius level လို့သတ်မှတ်နိုင်ပြီးတော့အုံနောက်ဆိုင်ရအလွန်ထိုက်မြတ်သူလို့ရေဘူးအပြင်သတ်မှတ်နိုင်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗဟေလိတွေနဲ့ဗဟုသုတတွေကိုအပတ်စဉ်တိုင်းကြည့်ရှုနိုင်မှုကျွန်တော်တို့ရဲ့ Wine Room မြန်မာ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာမို့အားလုံးပဲအဆင်ပြေပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့ဖို့ adios